ဒီနေ့ကတော့ဖေးရနဲ့ခင်းရင်ကြီးကြိတ်ရယ်ဝတ်သားလုံးကြော်ရယ်နောက်ပြီးတော့ကိုရီးယားထမင်းတုပ်ဖို့အတွက်ဒီမှာကိုချူကြံချီလီဆော့ခါကျူရယ်အခွားလေးရယ်လိုအပ်တာလေးတွေပြင်ထားပါတယ်ဖေးပြချက်လေးကတော့စားချင်စရာလေးဖြစ်သွားပါပြီ။အကျဉ်းဒီချက်တော့ငပြရည်လေးထည့်တာတော့အနံလေးကလည်းမွေးနေရောပဲ။ဝတ်သားလုံးကြော်လေးတော့ကတော့ဝတ်သားကြိတ်သားကိုဝယ်ပြီးတော့ချင်းကိုထားပြီးချင်းအရှိလေးမြစ်ထည့်တယ်။ကျက်သွန်နေကျက်သွန်ပြူလေးကိုကြိတ်ဆက်နဲ့ကြိတ်ပြီးတော့ထည့်တယ်။ပြီးရင်ပဲငံပြရည်အချီနဲ့စားလေးနည်းနဲ့ကျက်သားမုတ်လေးကျက်သားမုတ်သူမုတ်ဟင်းခတ်မုတ်ပေါ့နော်အဲ့လေးထည့်ပြီးတော့နေပြီးတော့နိုင်ဝက်လာနှက်ထားပြီးတော့မှအခုမှလုံးပြီးတော့ကြော်တာဖြစ်ပါတယ်ရှင်ဒီအသားကျိတ်သားလေးတွေကိုမုတ်ဖို့ဆိုတာနည်းနဲ့အကြော်မုတ်ပေါ့နော်ကော်မုတ်ထည့်နေရတယ်ကော်မုတ်မရှိလို့ရှိရင်မွေးလို့ရွှေလေးပြာတို့ကလို့အကြော်မုတ်လေးလည်းထည့်ပြီးတော့နေရပါတယ်အဲ့ဒါမှစီစီတက်ကလေးနဲ့အဆင်ပြေတာပါရှင်ကဲခုဆိုရင်ဝတ်သားလုံးကြော်လေးလည်းရပါပြီဒါလေးကထမင်းတုပ်ဖို့အတွက်ပြင်ထားတာပါကင်ချီတော့မဝဲတော့ဘာလို့လဲဆိုတော့နေ့လေတော့မှကြံတဲ့ကင်မိုးရချင်းဟင်းကြိုလေးရှိလို့အချင်းအတွက်ကကင်ချီမဝဲတော့ဘူးခုလုပ်ဖို့အတွက်ကတော့အတင်းကတော့ဒီကိုရီးယားငရုတ်နဲ့ကအတင်းကပေါ့နော်ဒါလေးကိုကျွန်မဘယ်ကတည်တာလဲဆိုတော့အဲ့ဟိုဟာ Facebook မှာလေ Let Him Cook ဆိုတဲ့ page ပေါ့နော်ကျွန်တော်မိမအတွက်ထမင်းဖို့ဆိုအဲ့ page လေးကနေပြီးတော့သူချက်တဲ့ဟာလေးတွေကိုကြည့်ရင်းနဲ့ဒါလေးတွေ့လို့ပါဒီငရုံအနှစ်လေးကိုတစ်စုံလောက်အရင်ထည့်မယ်ပေါ့နော်ပြီးရင်ပဲငံပြရည်လေးနဲ့ထည့်ပါမယ်အချို့အတွက်ကြာညို့သို့မဟုတ်ပဲငံပြရည်အနောက်နဲ့ထည့်ပါမယ်နောက်ပြီးရင်နှမ်းအစိလေးတွေနဲ့နှမ်းစီလေးထည့်ရမှာပါကျမကတော့မရှိလို့ခဏဝတ်သားကြော်တော့ကသုံးတဲ့ဝတ်သားစီလေးနဲ့ထည့်လိုက်ပါမယ်အဓိကကတော့နှမ်းစီနဲ့နှမ်းစီရဲ့အနံ့လေးကအဓိကအနံ့မွေးတဲ့အသက်လို့ပြောပါတယ်ဒါမဲ့ကျမကတော့ရှိတဲ့ဟာနဲ့ပဲစားမယ်ပေါ့နော်ရှိတဲ့စီနဲ့ဝတ်သားကြော်တဲ့ဟာလေးနဲ့ပဲထည့်လိုက်ပါတယ်ရှင်စားလေးနဲ့ချက်သားမုတ်လေးလည်းနဲ့ထည့်ပြီးတော့ထမင်းနဲ့ရောနေပါတော့မယ်ရှင်ကဲခုဆိုရင်တော့ရောင်စင်းနဲ့ပြည့်စုံတဲ့ထမင်းတုပ်ကိုရရှိပါပြီအရသာအပုံငန်းလေးလူထည့်ပြီးတော့စားသုံးနိုင်ပါပြီရှင်